အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငယ်ငယ်ကအမေချက်ကျွေးတဲ့ဘဲဥငပြာကြီးချက်လေးချက်စားမှာဖြစ်ပါတယ်ဘဲဥငပြာကြီးချက်ဖို့အတွက်ကျွန်မဘဲဥနှလုံးအသုံးပြုထားပါတယ်ရှင်ဘဲဥကိုအချုံမုံစားစက်သားမုံထည့်ပြီးတော့နာနာလေးခောက်ပေးထားပါမယ်စက်တော်နီဥသေး6လုံးအသုံးပြုထားပါတယ်ရှင်ငြုပ်သီးခွဲချမ်းနဲ့ငြုပ်သီးဟင်းချက်မုံကိုရောပြီးတော့ရေလေးနည်းနည်းဆွပြီးတော့မွေထားပေးပါမယ်ရှင်ငြုပ်သီးအယောင်အစီတက်ဖို့နဲ့ကြောတဲ့အခါမှာတူးမသွားဘူးဖြစ်ပါတယ်ရှင်စက်တော်နီကိုစီထဲထည့်ပြီးတော့ကျမတို့စီချက်မဖြစ်ခင်အထိအနေထားထိကျမတို့ကြောပေးရပါမယ်ဒီလိုအနေထားမျိုးလေးရပြီဆိုရင်တော့ဘဲဥကိုထည့်ပြီးတော့နာနာလေးမွေပေးရပါမယ်ရှင်ဘဲဥငပြာကြီးတက်ချက်တဲ့နေရာမှာဒီနေရာကအရင်အရေးကြီးပါတယ်တချို့တွေကဘဲဥညင်နဲ့မခံနိုင်တဲ့အတွက်ဒီဘဲဥကိုကျေပြီးတော့အထက်ကလေးတွေကတင်းပြီးတော့ရွှေအောင်တန်းလာတဲ့အထိကျွတ်တဲ့အထိကျမတို့ဖြည်းဖြည်းချင်းစိတ်ရှိရှိနဲ့မီးအေးအေးအသုံးပြုပြီးတော့ကြော်ပြရပါမယ်စီရပေါ့နော်ကျမကအများကြီးမစားကျင်တဲ့အတွက်လိုအပ်မှနည်းနည်းစီထည့်ကြော်တာပါကိုကစီစားလို့အဆင်ပြေတယ်ဆိုလို့ရှိရင်စီမများကြိုက်တယ်ဆိုရင်ဒီတစ်ခါလေးထည့်ကြော်ရင်တော့ပိုအဆင်ပြေပါတယ်ရှင်အခုလိုမျိုးရွှေရောင်လေးတန်းပြီးတော့ကျမတို့လိုချင်တဲ့အနေထားရပြီဆိုလို့ရှိရင်တော့ငြုပ်ပြီးထည့်ပါမယ်ကျမစီအရမ်းနဲ့တဲ့အတွက်ကတ်သွားတဲ့အတွက်စီလေးနည်းနည်းထည့်ပြီးတော့မွေပေးထားပါတယ်ဖြည်းဖြည်းချင်းနဲ့မီးအေးအေးလေးမွေပေးရပါမယ်ရှင်အပြားကြီးတစ်စွန်းထည့်ပါတယ်မီးအရမ်းပြင်းလို့မရပါဘူးเนาะဘဲဥကိုမီးအေးအေးလေးနဲ့အနားသားလေးတွေတင်းပြီးတော့ဘဲဥကတင်းတင်းကျွတ်ကလေးနဲ့မွေးလာပြီဆိုလို့ရှိရင်တော့အရန်စားကောင်းနဲ့ဘဲဥငပြာကြီးချက်လေးတစ်ခွက်ရပါပြီရှင်အားလုံးပဲချက်စားကြည့်ပါနော်ဘဲဥဟင်းနေကျမတို့မကြီးသီးမဲ့နဲ့ချက်တယ်ဘဲဥကိုချမ်းပြီးတော့ဘဲဥငပြာကြီးချက်တယ်ဒီလိုမျိုးခြေပြီးတော့ချက်ရင်လည်းစားလို့ကောင်းပါတယ်နော်ချက်စားကြည့်ပါရှင်အရန်ထမင်းမိန်ပါတယ်ဘဲဥငပြာကြီးချက်နဲ့လိုက်ပတ်အောင်ကျမတို့စရာကိုလုပ်ဖို့ဝယ်ထားတဲ့လေဘလူလေးကိုကြော်စားမှာဖြစ်ပါတယ်လေဘလူတွေကိုကြော်တဲ့အခါမှာအခါတက်ရှိတဲ့အတွက်ကျမအခါတက်လေးကြော်သွားအောင်လို့သူ့ကိုရေနွေးလေးဖြောပေးပါတယ်ရေနွေးဖြောပြီးတော့ကျမတို့ရေဆေးပြီးတော့ညှစ်ပေးထားပါမယ်ရှင်ပြီးရင်တော့တမြင့်ချင်းစီဖြစ်အောင်ဖြန့်ပေးထားပါမယ်စစ်တုံပြူလေးကိုတပြားရိုက်ပြီးတော့ကြော်မှာဖြစ်ပါတယ်စစ်တုံပြူလေးကိုစီတက်ပြီးတော့နှံ့လေးမွေးလာပြီဆိုရင်လေဘလူလေးထည့်မယ်လေဘလူထည့်ပြီးတော့ကျမတို့ကြော်ရင်းနဲ့စီယိုကိုကနည်းနည်းပဲစားမှဖြစ်တဲ့အတွက်ကျမကတော့လိုအပ်မှနည်းနည်းချင်းထည့်ပြီးတော့ကြော်ပါတယ်ရှင်။ညဉ့်ဆန်ဆန်နဲ့လည်းချက်လို့ရတယ်စားလို့လည်းကောင်းပါတယ်နော်။ဘယ်သူကလေအရန်နည်းနေပါလေ။တက်ကလေးနဲ့အခါကျိတ်တဲ့လူအတွက်ဆိုတော့ပိုအဆင်ပြေပါတယ်ရှင်။ကျမကတော့စက်သားမုံလေးထည့်ပြီးတော့ပဲကြော်ထားပါတယ်အချုံမုံမသုံးတော့ပါဘူးရှင်။နှံ့အောင်ကျမတို့မွေပြီးပြီဆိုလို့ရှိရင်တော့အရန်စားကောင်းနဲ့လေဘလူကြော်လေးတစ်ခွက်ရပါပြီရှင်ကျူးစမ်းစမ်းဟင်းလေးချက်စားကြည့်ပါနော်ပုံမှန်ချက်နေကြဟင်းတွေတက်စားရင်တစ်ခါတလေအပြောင်းလဲလေးလုပ်ပြီးတော့စားတာကအရသာရှိပါတယ်အခုဆိုရင်တော့စားလို့ရန်ကောင်းနဲ့လေဘလူကြော်နဲ့ဘဲဥငပြာကြီးချက်ဟင်းလေးရပါပြီရှင်ဟင်းချက်နေလေးတွေအမြဲမျှဝေပေးတော့မှမို့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်နော်